ယုံဝီပြောကမ်ချန်ငါကွန်အားလုံးပဲနေကောင်းကြမှာကြားရလားကမ္ဘာပေါ်မှာခေတ်အမီဆုံးလေရင်တွေအပြင်းထန်ဆုံးဒုံးကြီးတွေပိုင်ဆိုင်ထားရုံနဲ့စစ်ပွဲတစ်ခုကိုအနိုင်ရဖို့ဆိုတာမလုံလောက်ပါဘူးစစ်ပွဲတစ်ခုရဲ့အပြေကိုဆုံးဖြတ်ပေးမဲ့တကယ်လက်နက်ကလက်နက်တွေတင့်ကားတွေမဟုတ်ပါဘူးအဲ့ဒီလက်နက်တွေကိုလိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာစီကိုအရောက်ပို့ပေးနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်အမေရိကန်စစ်တပ်ဟာကမ္ဘာအင်အားအကြီးဆုံးလို့သတ်မှတ်ခံထားရတာကသူတို့ရဲ့ပြစ်ခတ်တိုက်ခိုက်နိုင်စွမ်းတစ်ခုတည်းကြောင့်တော့မဟုတ်ပါဘူးကမ္ဘာတစ်ဖက်ချမ်းမှာရှိတဲ့ဘယ်နေရာကိုမဆိုတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနဲ့တန်ချိန်တန်းနေကြီးတဲ့စစ်လက်နက်ပစ္စည်းတွေကိုရပ်ပိုင်းအတွင်းအရောက်ပို့ပေးနိုင်တဲ့စွမ်းရည်ကြောင့်ပဲဖြစ်ပါတယ်ဒီဒမိုကိုကြည့်လိုက်ပါဒါဟာ USNSC လို့ခေါ်တဲ့အမေရိကန်ရေတပ်ရဲ့တေယူပို့ဆောင်ရေးတင်မောကြီးတစ်စင်ဖြစ်ပါတယ်ဒီတင်မောဟာစစ်ပွဲတစ်ခုလုံးကိုအနိုင်တိုက်နိုင်လောက်တဲ့မရိန်းတပ်ဖွဲ့ကြီးတစ်ခုလုံးရဲ့စစ်လက်နက်ပစ္စည်းတွေကိုတည်ဆောင်သွားနိုင်စွမ်းရှိပါတယ်ဒါပေမဲ့ဒီလောက်များပြားလာတဲ့စစ်လက်နက်ပစ္စည်းတွေကိုကမ္ဘာတစ်ဖက်ချမ်းစီတေယူပို့ဆောင်နေဆိုတာတင်မောပေါ်ကိုပစ္စည်းတွေတင်ပြီးဒီအတိုင်းမောင်းထွက်သွားရုံနဲ့တော့မလွယ်ကူပါဘူးတကယ်တော့ဒီလုပ်ငန်းစဉ်မှာလူတွေမမြင်နိုင်တဲ့လျှို့ဝှက်အဆင့်ပေါင်းထောင်ချီရှိနေပြီးလက်မအနှဲငယ်လောက်လွဲချော်သွားတာနဲ့တင်မောတစ်စင်းလုံးနှိမ့်မြုပ်သွားနိုင်တယ်လို့ဒေါ်လာဘီလီယံနဲ့ချီတဲ့စစ်လက်နက်တွေလည်းဆုံးရှုံးသွားနိုင်ပါတယ်ဒီနေ့မှာတော့တာမန်လူတွေတတိမထားမိကြတဲ့ကမ္ဘာစစ်ရေးချိန်ခွင်ရှာကိုထိန်းချောင်းထားတဲ့အမေရိကန်ရဲ့အေယာမတေယူပို့ဆောင်ရေးကွန်ရက်ကြီးအကြောင်းကိုတင်ပြသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးမေးခွန်းတစ်ခုမေးပြစေ။အကယ်၍အခုချက်ချင်းဥရောပဒါမှမဟုတ်အာရှပစိဖိတ်ဒေသတစ်ခုခုမှာစစ်ပွဲကြီးတစ်ခုဖြစ်လာတယ်ဆိုပါစို့အမေရိကန်ပြည်ထောင်စုအနေနဲ့သူတို့ရဲ့တင်ကားတွေရဟတ်ယာဉ်တွေနဲ့စစ်တီတွေကိုပစိဖိတ်သမုဒ္ဒရာအတ္တလန္တိတ်သမုဒ္ဒရာကိုဖျက်ပြီးဘလို့တည်ယူကြမလဲ။စစ်ပညာရှင်တွေကြားမှာတော့နာမည်ကြီးတဲ့ဆိုရိုးစားတစ်ခုရှိပါတယ်။တာမန်လူတွေကမဟာဗျူဟာအကြောင်း strategy အကြောင်းပဲပြောကြပါတယ်။ကျွမ်းကျင်သူတွေကတော့ထောက်ဖို့ logistic အကြောင်းကိုပဲပြောကြတယ်ဆိုတာပါပဲ။ American စစ်တပ်ရဲ့ကြိုးရုံးမနိုင်ကတော့ US Transcom လို့ခေါ်တဲ့ American တေယူပို့ဆောင်ရေးကုတ်ကဲမှုဌာနချုပ်ကြီးပဲဖြစ်ပါတယ်။ဒီဌာနချုပ်ဟာကမ္ဘာပေါ်မှာရှုပ်ထွေးအနက်နဲဆုံးထောက်ပံ့ရေးကွင်းဆက်ကိုစီမံခန့်ခွဲနေရတာပါ။ဒီလုပ်ငန်းစဉ်ကြီးဘယ်လောက်ခက်ခဲလဲဆိုတာကိုနားလည်ဖို့ကိန်းဂဏန်းတချို့ကိုကြည့်ကြရအောင်ပါ။အမေရိကန်ရဲ့အဓိကတိုက်ပွဲဝင်တင်ကားတစ်စီးဖြစ်တဲ့ M1 Aram တင်ကားဟာအလေးချိန်တန်80လောက်ရှိပါတယ်။ Aram တင်ကားကြီးတင်ပေါ်တဲ့ Rambo ကိုတက်လာတဲ့အခါရင်မောင်းဟာအပြင်ကိုဘာမှမမြင်ရပါဘူး။စနစ်ဒီဂရီမတ်ဆောက်တဲ့တံမဏိပြားပေါ်မှာတက်မောင်းနေရတာဖြစ်ပြီးအပြင်ကလမ်းပြပေးတဲ့ Marine တပ်ဖွဲ့ဝင်တွေရဲ့လက်စစ်နယ်ကိုပဲအပြည့်အဝယုံကြည်အားကိုးရပါတယ်။တင်ကားကုန်းတက်နေတော့မှစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်စဉ်တစ်ခုခုတင်မဟုံးပိုက်ထဲမှာဖြစ်ပျက်နေပါတယ်။68တန်လေးတဲ့တင်ကားကြီးကတင်ဘောပေါ်တက်လာတဲ့နဲ့တပြိုင်နက်တင်ဘောရဲ့ဟန်ချက်ကပြောင်းလဲသွားပါတယ်။ဒါကိုကွန်ပျူတာကချက်ချင်းသိပြီးတင်ဘောအောက်ခြေကရေကန်တွေထဲမှာရေဂါလန်1000လောက်ကိုချက်ချင်းဟိုဘက်ဒီဘက်ပြောင်းရွှေ့ပြီးတင်ဘောကိုငြိမ်အောင်ထိန်းညှိပေးရပါတယ်။တင်ကားတတ်မှတ်ထားတဲ့နေရာကိုရောက်တာနဲ့တန်ကြိုးတွေနဲ့ချီနှောင်ရပါတယ်။တာမန်တန်ကြိုးတွေတော့မဟုတ်ပါဘူး။ပင်လယ်ပြင်မှာပေ30လောက်မြင့်တဲ့လိုင်းလုံးကြီးတွေနဲ့ကြုံရတဲ့အခါတင်ဘောကရုတ်တရက်နင်းစိမ့်သွားရင်တင်ကားကလေထိပ်ကိုမြောက်တက်သွားနိုင်တယ်လို့လိုင်းပုတ်တဲ့အခါမှာလဲ68တန်အလေးချိန်ကနေ136တန်လောက်ထိရုတ်တရက်အလေးချိန်စီးသွားနိုင်ပါတယ်။ဒါကြောင့်တန်ချိုးတစ်ချောင်းချင်းစီကို30ဒီဂရီနဲ့60ဒီဂရီကြားအတိအကျထားပြီးချီနှောင်ရပါတယ်။45ဒီဂရီလောက်မှာတန်ချိုးကအားအကောင်းဆုံးဖြစ်ပြီးတောင်ကျင်းလွန်းရင်တန်ချိုးကခနိုင်ရည်အားကျဆင်းသွားပါတယ်။အကယ်၍ဒီတွက်ချက်မှုမာယွန်းသွားရင်မုံတိုင်းတစ်ခုခုဝင်လိုက်တာနဲ့တင်ကားကြီးကကျိုးပြတ်ထွက်သွားပြီးတင်ဘော1ဘိုက်ထဲမှာ68တန်အလေးချိန်ရှိတဲ့တန်လုံးကြီးတစ်ခုလိမ့်နေတယ်လို့မျိုးတင်ဘောကိုပျက်စီးသွားနိုင်ပါတယ်။တန်ချက်ကတမကြီးတစ်ခုလုံးကိုပြောင်းရွှေ့မယ်ဆိုရင်တင်ကားတွေကြီးပဲတော့မဟုတ်ပါဘူး။လောင်စာဆီတွေခဲယမ်းတွေပြုပြင်ထိန်းသိမ်းရေးပစ္စည်းတွေစားနပ်ရိက္ခာတွေအားလုံးပါဝင်ပါတယ်။စစ်တီတယောက်စစ်မြေပြင်မှာရပ်တည်နိုင်ဖို့အတွက်တရက်ကိုရိက္ခာနဲ့ပစ္စည်းအလေးချိန်ပေါင်40နဲ့50ကျလိုအပ်ပါတယ်။တပ်ဖွဲ့ဝင်3သိန်းလောက်ကိုပို့မယ်ဆိုရင်နေ့စဉ်လိုအပ်မဲ့ပမာဏကကြောက်ခမန်းလိလိပါပဲ။ဒီလိုအေယာမဝင်တွေကိုတည်ဖို့အတွက်အမေရိကန်ရဲ့အဓိကနီလန်3ခုရှိပါတယ်။လေကြောင်း၊ရေကြောင်းနဲ့ကြိုတင်နေရာချထားခြင်း pre-positioning ဆိုတဲ့နည်းဗျူဟာတွေပါ။ပထမဦးဆုံးလေကြောင်းအကြောင်းပြောကြရအောင်ပါ။လေကြောင်းနဲ့တည်ယူတာကအမြန်ဆုံးဖြစ်ပေမဲ့ဇရေအကြီးဆုံးနဲ့တည်နိုင်တဲ့ပမာဏအနည်းဆုံးဖြစ်ပါတယ်။အမေရိကန်လေတပ်မှာ C5 Galaxy နဲ့ C17 Globemaster ဆိုတဲ့ကမ္ဘာအကြီးဆုံးတည်ယူပို့ဆောင်ရေးလေယာဉ်ကြီးတွေရှိပါတယ်။ C5 Galaxy လေယာဉ်ကြီးတစ်စင်းဟာတင့်ကား2စီးဒါမှမဟုတ်လေယာဉ်ကြောက်စင်းလောက်ကိုတည်ပြီးကမ္ဘာတစ်ဖက်ချမ်းကိုပြန်တန်းနိုင်ပါတယ်။ဒါပေမဲ့စစ်ပွဲကြီးတစ်ခုဖြစ်လာရင်လိုအပ်မဲ့တင်ကာရာပေါင်းများစွာကိုလေယာဉ်နဲ့တည်ယူဖို့ဆိုတာလက်တွေ့မှာမဖြစ်နိုင်ပါဘူး။လေယာဉ်တွေဟာအရေးပေါ်လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေနဲ့ပေါ့ပါတဲ့ပစ္စည်းတွေကိုပဲအဓိကတည်ဆောင်ပေးနိုင်တာပါ
ဒါကြောင့်တကယ်အကြီးစားတေယိုပို့ဆောင်ရေးအတွက်ဒုတိယနည်းလမ်းဖြစ်တဲ့ရေကြောင်းကိုအားကိုးရပါတယ်။ American စစ်တပ်ရဲ့စစ်လက်နက်ပစ္စည်း90%ကိုပင်လယ်ရေကြောင်းကနေပဲတည်ယူကြတာပါ။ဒီနေရာမှာ Military Sealift Command လို့ခေါ်တဲ့ရေကြောင်းတေယိုပို့ဆောင်ရေးတပ်ဖွဲ့ကအဓိကနေရာကပါဝင်လာပါတယ်။သူတို့မှာမီးခိုးရောင်တုတ်ထားတဲ့တင်မောကြီးတွေရှိပါတယ်။အဲ့ဒီထဲမှာအထူးခြားဆုံးကတော့ MMSR လို့ခေါ်တဲ့အေယာမကုန်တင်ကြီးတင်မောတွေပဲဖြစ်ပါတယ်။ဒီတင်မောတွေဟာတာမန်ကုန်တစ်တာတင်တင်မောတွေနဲ့မတူပါဘူး။သူတို့က roll on roll off လို့ခေါ်တဲ့စနစ်ကိုသုံးပါတယ်။ကားတွေတင်ကားတွေကိုတင်မောပေါ်ကိုတန်းပြီးမောင်းတင်လို့ရတယ်လို့စိတ်ကန်းရောက်နဲ့ချက်ချင်းမောင်းဆင်းပြီးတိုက်ပွဲဝင်နိုင်အောင်ဒီဇိုင်းဆွဲထားတာပါ။ LMSR တင်မောတစ်စီးထဲမှာတင်စစ်ပတ်ဆိုင်ရာရင်အစည်းရေ1000လောက်အထိတင်ဆောင်နိုင်ပါတယ်။ဒါဟာဘောလုံးကွင်း10ကွင်းစာလောက်ကိုကျေဝင်းတဲ့နေရာအခြေအဝင်ဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိပါတယ်။တင်မောတွေကနှေးပါတယ်။ အမေရိကန်ကနေအရှေ့အလယ်ပိုင်းဒါမှမဟုတ်အာရှကိုတင်မောနဲ့တွားမယ်ဆိုရင်သတင်းပတ်နဲ့ချီကြာနိုင်ပါတယ်။ခေတ်သစ်စစ်ပွဲတွေကအယမ်းမြန်ပါတယ်။ရန်သူကကိုယ့်ကိုရက်20လောက်စောင့်နေမှာတော့မဟုတ်ပါဘူး။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အမေရိကန်တွေကတတိယမြောက်နီးဗျူဟာကိုသုံးပါတယ်။အဲ့ဒါကတော့ Army Prepositioning Stop APS လို့ခေါ်တဲ့ကြိုတင်နေရာချထားခြင်းစနစ်ပဲဖြစ်ပါတယ်။ဒီစနစ်ရဲ့သဘောတရားကရိုးရှင်းပါတယ်။စစ်ပွဲဖြစ်လာမဲ့တင်ကားတွေကိုအမေရိကန်ပြည်မှကြီးကနေတည်သွားမဲ့အစားစစ်ပွဲဖြစ်နိုင်ခြေရှိတဲ့ဒေသတွေမှာတင်ကားတွေလက်နက်တွေကိုကြိုပြီးပို့ထားတာပါ။ဥပမာဥရောပမှာဆိုရင်ဂျာမနီ၊နယ်သာလန်၊ဘယ်ဂျီယမ်စတဲ့နိုင်ငံတွေမှာရှိတဲ့လျှို့ဝှက်ကိုတောင်ကြီးတွေထဲမှာတင်ကားတွေအမြောက်တွေတန်ချက်ကားတွေကိုအပြည့်ဖြည့်ပြီးတင်ဆေးထားတာပါစစ်ဖြစ်ပြီးဆိုတာနဲ့အမေရိကန်စစ်သားတွေကလေယာဉ်နဲ့လူပလာတက်လာပြီးပြီးရင်ဟိုရောက်မှကိုတောင်ဖွင့်တင်ကားမောင်းပြီးတိုက်ပွဲဝင်ရုံပါပဲဒါဒီမကသေးပါဘူးကုန်းပေါ်မှာထားဖို့နေရာမရှိတဲ့ဒေသအတွက်ဆိုရင်ပင်လယ်ပြင်ပေါ်ကရေပေါ်ကိုတောင်များကိုအသုံးပြုပါတယ်ဒီယာကိုဂါစီယာကျွန်းနဲ့ဂူကန်ကျွန်းလိုနေရာတွေနားမှာလက်နက်ခဲယမ်းအပြည့်တင်ထားတဲ့တင်မောကြီးတွေဟာပင်လယ်ထဲမှာကြောက်ချပြီးအမြဲတမ်းအစင်တစ်ဆောင်ဆိုင်နေကြပါတယ်။ကမ္ဘာဘေးနေရာမှာပဲပြဿနာတက်ဒီတင်မောတွေကရပ်ပိုင်းအတွင်းအဲ့ဒီကန်ယိုတန်းကိုရောက်သွားနိုင်ပါတယ်။ဒါဟာအမေရိကန်စစ်တပ်ရဲ့လျှို့ဝှက်လက်နက်တစ်ခုလိုပါပဲ။ဒါပေမဲ့အခုလက်ရှိအခြေအနေမှာတော့ဒီစနစ်ကြီးတစ်ခုလုံးဟာစိန်ခေါ်မှုအတစ်တွေနဲ့ရင်ဆိုင်နေရပါတယ်။အထူးသဖြင့်တရုတ်နိုင်ငံနဲ့ရှင်ပြိုင်ရမယ့်အခြေအနေမျိုးမှာပါ။ဥရောပစစ်မျက်နှာပြင်နဲ့မတူတာကပစိဖိတ်သမုဒ္ဒရာဟာအင်မတန်ကျယ်ဝန်းလွန်းလာတာပါပဲ။အမေရိကန်ရဲ့အနောက်ဘက်ကမ်းခြေကနေထိုင်ဝမ်ရေလက်ကြားဒါမှမဟုတ်တောင်တရုတ်ပင်လယ်ထိအကွာဝေးဟာမိုင်ပေါင်း6000ကနေ9000လောက်ထိရှိပါတယ်။ဒါလောက်ဝေးတဲ့ခရီးကိုထောက်ပံ့ရေးပစ္စည်းတွေပို့ဖို့ဆိုတာတာမန်ကိစ္စတော့မဟုတ်ပါဘူး။ဒုတိယကမ္ဘာစစ်တုန်းကအမေရိကန်ကပစိဖိတ်ကိုကျော်ပြီးဂျပန်ကိုတိုက်ခဲ့ဘူးတယ်ဆိုပေမဲ့အခုအခြေအနေကတော့မတူတော့ပါဘူး။အဲ့ဒီတုန်းကတမုတ်တရားထဲမှာအမေရိကန်ရဲ့ထောက်ပံ့ရေးတင်ဘောတွေကိုချိန်ချောက်နိုင်တဲ့အန်ဒီအသိမရှိခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာတော့တရုတ်နိုင်ငံမှာ A2AD လို့ခေါ်တဲ့နီးပြူရာရှိနေပါပြီ။သူတို့မှာထောက်ပံ့ရေးတင်ဘောတွေကိုပစ်ခတ်နိုင်တဲ့တာဝေးပစ်3ကြီးတွေရင်ငုတ်တင်ဘောတွေအများပြားရှိနေပါတယ်။အမေရိကန်ရဲ့ထောက်ပံ့ရေးတင်ဘောအများစုဟာအရက်ဘက်ပုံစံဒီဇိုင်းတွေဖြစ်တဲ့အတွက်ဒုံးကျည်ကာကွယ်ရေးစနစ်တွေမပါဝင်ပါဘူး။စစ်တင်ဘောတွေကသူတို့ကိုကာကွယ်ပေးရမှာဖြစ်ပေမဲ့စစ်တင်ဘောကိုယ်တိုင်ကတိုက်ပွဲအတွက်အလုပ်ရှုပ်နေချိန်မှာဒီထောက်ပံ့ရေးလမ်းကြောင်းကြီးဟာအကြီးမားဆုံးသောအားနည်းချက်ဖြစ်လာနိုင်ပါတယ်။နောက်ထပ်စိုးရိမ်စရာအချက်တစ်ချက်ကတော့အမေရိကန်ရဲ့ထောက်ပံ့ရေးတင်ဘောအုပ်စုကြီးဟာအိုဟောင်းလာခြင်းပဲဖြစ်ပါတယ်။ Ready Reserve Force လို့ခေါ်တဲ့အရန်တင်ဘောအုပ်စုထဲကတင်ဘောအများစုဟာတက်တန်းနှစ်40-50ကျော်နေပါပြီ။ဒီတင်ဘောတွေကိုပုံမှန်အားဖြင့်စိတ်ကမ်းတွေမှာရပ်ထားပြီးအရေးပေါ်အခြေအနေမှသာတင်ဘောဓာတ်တွေကိုခေါ်ပြီးဆက်နိုးထွက်ခွာရတာပါ။လေ့ကျင့်ခန်းတွေလုပ်ထားတဲ့အခါမှာတော့အချို့တင်ဘောတွေကဆက်ချို့ယွင်းမှုတွေဖြစ်ပေါ်တတ်ပါသေးတယ်။တင်ဘောအတစ်တွေဆောက်ဖို့စ조사နေပေမဲ့ဘတ်ဂျက်ကန်သက်ချက်တွေကြောင့်နှောင့်နှေးမှုတွေလည်းရှိနေပါတယ်။ဒါအပြင်အမေရိကန်မှာကြုံတွေ့နေရတဲ့နောက်ထပ်ပြဿနာတစ်ခုကတော့တင်ဘောတာရှားပါမှုပါပဲ။အမေရိကန်နိုင်ငံသားဖြစ်ပြီးနိုင်ငံတကာရေကြောင်းသွားလာခွင့်လိုင်စင်ရထားတဲ့ကုန်တွယ်ရေကြောင်းတင်ဘောတာဦးကြီးဟာကျဆင်းလာပါတယ်။စစ်ပွဲကြီးတစ်ခုဖြစ်လာရင်တင်ဘောတွေရှိနေပေမဲ့အဲ့ဒီတင်ဘောတွေကိုမောင်းနှင်မဲ့ကျွမ်းကျင်တင်ဘောတာလုံလောက်မှုမရှိတာကလည်းမေကွန်းထုတ်စရာဖြစ်လာပါတယ်။ဒီလိုစိန်ခေါ်မှုတွေရှိနေပေမဲ့လည်းလက်ရှိအချိန်ထိတော့အမေရိကန်ရဲ့ logistics စွမ်းရည်ကိုရှင်နိုင်တဲ့နိုင်ငံမရှိသေးပါဘူး။ရုရှားယူကရိန်းစစ်ပွဲကိုကြည့်မယ်ဆိုရင်ရုရှားစစ်တပ်ဟာသူတို့နယ်စပ်နဲ့ကပ်လျက်မှာရှိနေတဲ့ယူကရိန်းကိုတောင်ထောက်ပံ့ရေးလမ်းကြောင်းကောင်းကောင်းမတည်ဆောက်နိုင်လို့အခက်အခဲတွေအများကြီးကြုံခဲ့ရတာကိုတွေ့နိုင်ပါတယ်။ဒါပေမဲ့အမေရိကန်ကတော့ပြီးခဲ့တဲ့10စုနှစ်အတွင်းအာဖရိကန်နစ္စတန်နဲ့အီရတ်လိုဝေးလံခေါင်တီးတဲ့နေရာတွေကိုနှစ်ပေါင်းများစွာကြာအောင်တပ်ဖွဲ့ဝင်တွေရိတ်ခါတွေအဆက်မပြတ်ပို့ဆောင်နိုင်ခဲ့ပါတယ်။ဒါဟာကမ္ဘာအင်အားအကြီးဆုံးစစ်တပ်တစ်ခုကိုရွှေ့ပြောင်းခြင်းရဲ့နောက်ွယ်ကမယုံနိုင်စရာကောင်းလောက်အောင်ရှုပ်ထွေးပြီးတိကျတဲ့ထောက်ပံ့ရေးပို့ဆောင်ရေးနည်းပညာတွေပဲဖြစ်ပါတယ်
ဒီကုံချုပ်အနေနဲ့ပြောရမယ်ဆိုရင်စစ်ပွဲတစ်ခုကိုနိုင်ဖို့အတွက်ရှေ့တန်းကစစ်တီတွေရဲ့စွမ်းဆောင်ရည်ကလည်းအရေးကြီးသလိုနောက်တန်းကထောက်ပံ့ရေးကွန်ရက်ကလည်းအသက်နဲ့မျှအရေးကြီးပါတယ်။အမေရိကန်စစ်တပ်ရဲ့တကယ်အစွမ်းအစကသူတို့ရဲ့လေယာဉ်တင်ဘောတွေတင်မဟုတ်ပါဘူး။ကမ္ဘာမြေပုံကိုကြည့်ပြီးဘယ်နေရာကိုမဆိုပစ္စည်းအရောက်ပို့ပေးနိုင်တဲ့ FEDX ကုမ္ပဏီလိုစွမ်းရည်မျိုးသူတို့စစ်တပ်မှာရှိနေခြင်းကသာပြိုင်ဘက်တွေအတွက်အကြီးမားဆုံးချိန်ချောက်မှုဖြစ်ပါတယ်။အနာဂတ်စစ်ပွဲတွေမှာဘယ်သူနိုင်မလဲဆိုတာကိုဆုံးဖြတ်ပေးမယ့်အရာကဘယ်သူတုံးကြီးကပိုမြန်လဲဆိုတာထက်ဘေးဒုရဲ့ထောက်ပံ့ရေးလမ်းကြောင်းကမပြတ်တော့ပဲပိုကြတောင်းခံနိုင်မလဲဆိုတာကတော့အဆုံးဖြတ်ပေးသွားမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။